one in တက်ချီလေးနော်ဒီဘိန်းလေးကိုကျွန်တော်ရောင်းပေးမယ်အဓိက only one in တက်ချီလေးလို့ဘာလို့ပြောရလဲဆိုတော့ဒီဘိန်းနဲ့ဒီဈေးနဲ့ကျွန်တော်စီမှာပဲရမယ်။နော်တခြားလူစီမှာမရနိုင်ဘူး။နော်ဒီဘိန်းလေးကကန်းကူးတော့မဟုတ်ဘူး။ကျွန်တော်ဒီတက်ချီလေးဘက်မှာစီးထားတဲ့ဘိန်းလေးပဲ။ဒါပေမဲ့လုံးဝအကျုံးမထွန်းနော်ဆက်တစ်ချက်နှုတ်ပြမယ်။ဟုတ်လား။နော်လုံးဝအင်းနှိုးထားလို့နှိုးထားမှမသိစေရဘူး။နော်အစွဲရုံးပါညာမစားအမခံပေးမယ်။ဒီမှာရှင်းပြီးဟောဘာမှမလိုဘူးနော်ဘာမှမလိုတဲ့ဘိန်းလေးအဲ့ဘိန်းလေးကိုကျွန်တော်ရောင်းပေးမယ်နော်1000ကြော်လေးနဲ့ရမယ်1000ဘယ်လောက်ကြော်မလဲဆိုတာကိုသိချင်ကျွန်တော်ကို TikTok message မှာလာပြီးတော့မေးပေးပါနော်စောစောလိုချင်တယ်ကျွန်တော်ဘိန်းကောင်းဘိန်းတန်လေးကိုကျွန်တော်ဈေးတန်တန်လေးနဲ့စီးချင်တယ်ဆိုတဲ့လူတွေစောစောလာပါနောက်ကြမှာကျွန်တော်တို့မရလိုက်တာမျိုးမဖြစ်စေချင်ဘူးပေါ့နော်ဒီကောင်လေးက model အပြည့်ဆိုရင် model 2016နော်2016ဖြစ်တယ်မယ် model ကပြောမှဆိုဒီရုပ်ထွက်တယ်ဒီရုပ်ထွက်ထဲမှာဒီကောင်နောက်ဆုံးပဲနော်နောက်18ဆိုရင်နောက်ထပ်ရုပ်တရုပ်ပြောင်းသွားပြီ18လားမြင့်ဆိုရုပ်တရုပ်ပြောင်းသွားပြီနော်ဆိုတော့ဒီကောင်လေးကကျွန်တော်1000ကျော်လေးနဲ့ဈေးတန်တန်လေးနဲ့မြန်မြန်လေးရောင်းပေးမယ်ဗျာဆိုတော့တီးချင်တယ်အသေးစိတ်တီးချင်တယ်ဆိုရင်ကျွန်တော်ဆိုင်ကိုလာပြီးတော့ကြည့်လို့လည်းရတယ်ဖုန်းနံပါတ်3996692391ကိုဖုန်းဆက်လို့ရတယ်နော်ဒီကောင်လေးကကီလို2000ကျော်ပဲရှိသေးတယ်ဈေးလေးကလည်းလုံးဝတန်နေစီရမယ်ဗျာနော်โอเค